မြေစီမြေဝမ်းစာမလို့ပဲနှလုံးသားကသူ့လူလိုရှင်တန်လာတဲ့ကျွန်းတင်မလေးတစ်ဖက်မှာကွယ်သူဟာတိတ်တန်မှုကြီးတယ်သူ့အရင်မှာခိုးနှောင်းလို့ရတယ်သူ့အကိုင်းကိုထင်းချိုးလို့ရတယ်သူ့ရဲ့အသွေးအသားပင်စီကိုတော့လိုအပ်တယ်လို့ထွင်းထူအသုံးပြုနိုင်ပါတယ်သူဟာနှလုံးသားမှာတရေတဲကလေးကရယူဖို့ဆန္ဒလုံးလုံးရှိမနေခဲ့ပါဘူးသူရှင်တန်ကြီးထွားလာလေလေများများပေးဆက်နိုင်လေဖြစ်တာမို့မိုးတောက်တဲ့မနက်တိုင်းနဲ့ရောင်နေသိမ့်တဲ့ညနေတိုင်းမှာသူဟာပျော်နေခဲ့တာလေအကယ်၍အသွေးသားတွေနဲ့ဖြတ်တောက်ကာရန်ထားတဲ့ခြံစည်းရိုးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်အထက်ကရမင်းရုပ်လေးကိုအတူရာနဲ့တောင်းပင်လာတောင်းပါစေတလက်မမှအရွေးမခံပဲသူခုခံတိုက်ပွဲဝင်နေမိမှာပါသို့မဟုတ်ကျွန်းအိမ်ကြီးတစ်လုံးဖြစ်ခဲ့မယ်ဆိုပါကလည်းအနားယူမိတ်ဆက်မဲ့ရမင်းရုံလေးအတွက်ညာတိုင်းဟာနတ်ဖန်တီးတဲ့ဘုံဆောင်နန်းလေးဖြစ်နေစေရမယ်မနက်တိုင်းဟာလည်းချမ်းသာစွာနိုးထမယ်ကျင်းငတ်တန်ချိုချိုလေးတွေကိုစောင့်ကြည့်ပေးနေရမယ်ဒါဟာအချစ်ပါပဲသူစားနန်းရွယ်ဆိုတဲ့လူတအုပ်ကသူ့ရဲ့နှလုံးသက်ဖို့ဧကရီကိုမထီရမကန်ရဲ့ချစ်တဲ့အချစ်မျိုးပါမင်းဟာစမ်းမင်းသမီးတက်လက်လားရတယ်ချစ်ပါတယ်ခန္ဓာတဲ့တူပဲလားဒါလည်းပဲအဆုံးစွန်ဒီချစ်နေတော့မှာပဲဒါပေမဲ့ငါချစ်တွေကိုတော့ဘယ်တော့မှဖွင့်ပြောပြမှာမဟုတ်ပါဘူးဘာကြောင့်လဲတန်မိုးကြမခံနိုင်လို့ပါချစ်တယ်လို့ပြောမဲ့သူတွေမင်းနားမှာဒူးနဲ့တည်းရှိနေမယ်ဆိုတာသိနေတယ်လေတရုံးနဲ့မောင်းနဲ့လှဲ့လေးကချိုးတန်းတချင်းချင်းနဲ့တရေရီပြေးနေတယ်သူ့နှစ်ဘေးမှာအတန်တင်ပြေဖောင်းနေတဲ့အသက်ပြားအိတ်လေးလည်းရှိပါတယ်ဒီအသက်ပြားတော့ကိုမကြခင်မှာဇက်စရာလက်ကိုပေးအပ်ရတော့မယ်တချမ်းမောင်ပြီးတချမ်းလင်းတက်တာလူတဘာဝပဲပြောရမလားကြည့်သူတို့သွားနေတဲ့လမ်းကလေးတောင်လာရောင်ထိရအရက်မှလင်းပြီးအရိတ်ကြရာဘက်ချမ်းမှမှောင်နေတယ်ဇက်စရာရောသူဒီလဲတချမ်းလင်းပြီးတချမ်းမှောင်နေတာပါပဲဘဲဘက်လမ်းနဲ့ချိုးဝင်လိုက်တဲ့တို့နဲ့လဲလေးကမောင်ရိပ်ကြတော့လမ်းကျိုးလေးတဲ့ကိုခဏချင်းပဲရောက်သွားပါတယ်အတူပါလာတော့တရုံးတွေတာအောင်မိုးညင်းတို့မှာပတ်ဝန်းကျင်ရဲ့အရေးအခြေကိုမသိမသာအကဲခတ်နေကြတယ်မင်းတို့ငါ့ကိုအထင်သေးနေကြပြီလားသူ့အမေစကားကြောင့်လဲမောင်းနေရမှတရုံးတွေကောင်းရမ်းတယ်တခင်လေးကကျွန်တော်တို့ရဲ့စံပြပုဂ္ဂိုလ်ပါတီညိုလုံးတို့တရုံးဝေးဆိုတဲ့နာမည်ကနေတခင်လေးနာမည်ပေါအောင်တရုံးတွေလို့ဆိုပြောင်းထားတာကြည့်ပါတော့ဗျာခုကိစ္စမှလည်းတခင်လေးမှန်တယ်လို့ကျွန်တော်အကျွမ်းမဲ့ယုံပါတယ်နောက်ပြီးတခင်လေးအချစ်ကိုလည်းလေးစားတယ်တခင်လေးလိုအချစ်မျိုးကတော်တော်ရှားသွားပြီနော်တောင်ကဝင်ပြောလာတယ်နောက်ဆိုပိုတော်ရှားလာအောင်မှပါတောင်ရနန်းတွေကြီးကြီးနူးနူးပြုံးလိုက်မိတယ်ဘဝဆိုတာကိုယုံကြည်တဲ့အရာတစ်ခုကိုရဲရဲဝံ့ဝံ့လုပ်ပြနိုင်တာကကြီးနူးစရာတစ်ခုပဲလေကွယ်ဝှက်ထားစရာလည်းမရှိတာမို့သူအားလုံးကိုပြောပြထားပါတယ်ယခုသွားတွေ့မဲ့သူဟာခန္ဓာတဲ့တူဖြစ်ကြောင်းနဲ့ထိုမိန်းကလေးကိုသူတေအံ့မူမူချစ်နေတဲ့အကြောင်းပေါ့မိုးကြီးကတော့ကျွန်တော်ကတော့တခင်လေးခွင့်ပြုရင်ရမင်းသူသားဆိုတဲ့မိန်းကလေးကိုတစ်ခေါက်လောက်ဖြစ်ဖြစ်မြင်မှုသွားချင်တယ်ဗျာမြင်ရမှာပါမကြခင်ကိုမင်းတို့မြင်ရမှာပါကွယ်ဒီလိုနဲ့ပဲတိတ်မကြလာတော့အချိန်ပိုင်းခြားတစ်ခုမှာလဲလေးကရေနံကြီးရောင်ဝနေတဲ့စံအင်ကြီးတစ်လုံးရှိကိုရောက်လာလေရဲ့ရက်လိုက်တဲ့တော့နဲ့ဒီအိမ်မဲနန်းတွေလဲပေါ်မှာဆင်းလိုက်တယ်သူဆင်းတော့မြင်းနဲ့ကောင်ကိုဇက်တက်ပြီးတရုံးတွေတို့လည်းလိုက်ဆင်းလိုက်လေရဲ့ချာဝန်းကြီးကအရင်ညတွေကအတိုင်းတကားပိတ်ထားပါတယ်အိမ်ထဲမှာရှန်ထွက်လာတဲ့မီးရောင်လဲလဲကိုလည်းလှမ်းမြင်နေရတယ်ရမင်းရုံလေးရောက်နေပြီထင်ပါတယ်ထိုစင်မှာပဲခြံအတွင်းတောင်အမောင်ရိပ်မှာလူတအုပ်ကမူးရှူတို့ပြေးထွက်လာတယ်တထေးလေးဟင်ဇက်စရာကြားယုံလောက်လေးတန်မျိုးနဲ့အထဲမှာဇက်စရာရောက်နေတယ်ဟမ်ဒီညတော့တထေးလေးအတွက်အဆင်မပြေတော့ဘူးဘာသူ့အတန်ကျဲကသွားတော့တူတူတထေးလေးတူတူမျက်နှာကိုငရဲမိနဲ့အပတ်ခံလိုက်ရတယ်လို့ဆက်ပြင်းပူလောင်သွားတယ်တရုံးတွေတာအောင်နဲ့မိုးညင်းတို့ကနားမလဲတော့မျက်လုံးကိုစီနဲ့သူ့ကိုဝိုင်းကြည့်နေကြတယ်နောက်လိုက်နောက်ပါရီရှိမှအပယ်ခံလိုက်ရတာကတကြောင်အမျော်ကြီးမျော်လင့်ထားသောစိတ်အစဉ်ကိုရိုက်ချိုးခံလိုက်ရတာကတကြောင်တို့ကြောင့်ကျုပ်ဆဲရတိတိပဲယူမယ်ပြောပြီးသားလေအဲ့ဒီအတွက်လည်းအသက်ပြားတော့တခါတည်းပါလာတယ်ဟုတ်ပါတယ်တထေးလေးရဲ့
ကျုပ်အနှွှညွတ်တောင်းမှပါတယ်ဗျာကျုပ်လည်းဘလို့မှလွန်ဆန်းလို့မရလို့ပါတံမြင်ကိုရောကလည်းညာတိုင်းလာမှမဟုတ်ပါဘူးမနှက်ပြန်ကဆိုတတိလေးကျင်းနေရပါစေမယ်တတိလေးရဲ့တပြားကိုလည်းမနှက်ပြန်ကမှယူပြရစီတံမြင်မင်းသားဆိုတာဘာတူလဲသူကဘလောက်တောင်အစွမ်းတက်လို့ကျုပ်ကနောက်ဆုတ်ပေးရတာလဲတံမြင်မင်းသားဆိုတာအုတ်တာမိဘရဲ့မောင်းတော့အရင်ခောက်ခောက်ပဲတတိလေးရဲ့နောက်ပြီးတော့သူ့ဇလဒီပါတိုင်းရဲ့ဓာရည်ထက်တဲ့တမ်းမှုတစ်ယောက်ကျုပ်ဝင်တွေ့လို့ရမလားဇက်စီဟာပဲမဟုတ်တရိုးနယ်တော့ပင်မြက်ကလူစံပြဖြစ်ကုန်တယ်ဟာမလုပ်ပါနဲ့တတိလေးရဲ့အုတ်တာမိဘကနန်းတွင်မှာတကူထက်ရထက်နဲ့ကျုပ်တို့ကျိုးစင်ဝင်ရအောင်တော့မလုပ်ပါနဲ့ပြီးတော့ဟိုးမှာဇက်စီဟာကကိုကင်ပြီးမျက်လုံးနဲ့ညွန်ပြလာတယ်ဂျန်နီးမောင်ရင်ထဲမှာစောင်းဓားကင်အဆောင်တစ်ယောက်ပါအခြားမောင်ရီတို့စီမှာလည်းဓားကင်ရဲမတ်တို့ကိုတစွန်းတစမြင်ရတယ်သူတို့လုံးလုံးမရိပ်မိခဲ့ပါဘူးနန်းတွေအန်ကိုတင်းတင်းကြိတ်လိုက်မိပါတယ်အာမတန်လို့မန်းလျှော့လိုက်တာလားမာနအယောင်ကိုညှိုးငယ်စိတ်ကတင်းကိုလိုက်တာလားလှည့်ပြန်မှုပြင်လိုက်တော့နောက်ပြီးရမင်းသူစာကိုရိုင်းကလည်းတတိလေးဝင်တွေ့မဲ့အရေးကိုအလိုရှိမှမထင်ဘူးဘာကြောင့်လဲခြေလံကတုံကနေရက်ပြီးစက်ကနေမီးမိသွားတယ်ချုပ်ပြောပြီးပါဘကောတံမြင်မင်းသားဆိုတာရမင်းသူစားရဲ့စိတ်အစဉ်ကိုအပိုင်ရထားသူပါလို့ကဘာကြီးချာချာလဲသွားတယ်ဆိုတာဒါမျိုးကိုပြောတာထင်ပါရဲ့ဝမ်းနေတာလားခံပြင်းတာလားရှက်တာလားဘာမှမသိတော့စိတ်တွေကနှလုံးသားကိုအင်းအားပြင်းပြင်းနဲ့ဝင်ဆောင်နေအောင်သွားလိုက်တာစိုးပွဲမရှိတော့ပါဘူးမျက်ရည်ကျမလာခင်လှဲစီအရောက်လှမ်းလိုက်တယ်ဒါပေမဲ့သတို့နယ်ဟုတ်ကဲ့သခင်လေးအတပြားရီဇက်ဆရာကိုတခါတည်းပေးခဲ့လိုက်ပါကွယ်တင်အရန်ချစ်ရတဲ့ချစ်သူကသူ့အရန်ချစ်ရတဲ့ချစ်သူအကြောင်းတခမ်းတနာပြောပြတာမျိုးတင်ကြုံမှုပါသလားကြုံမှုခဲ့ရင်ဘယ်လိုခံစားရမည်လဲနန်းတွေကတော့ယောက်ျားတစ်ယောက်ရဲ့တိတ်ခါကြောင့်မရေမပြုံးထိုင်နေရတော့လေနှလုံးသားတစ်ခုအခိုးခံလိုက်ရတယ်လို့ခံစားသွားရတယ်မောင်တော်တမီးကတည်ငြိမ်ပြီးတော့ယောက်ျားပြီးသားတယ်ဓာတ်ရည်ထက်ပြီးတော့လူများစုပေါ်လဲလွှမ်းမိုးနိုင်စမ်းရှိတယ်လေဒါပေမဲ့စိတ်နှလုံးကတော့တအားနှုံညံ့တာနှလုံးရည်ရောလက်ယုံရည်ရောပြည့်စုံလို့နဲ့ယောက်ျားပါတတိလေးရဲ့မောင်တော်လိုလူမျိုးကတော်တော်ရှားပါတယ်။အော်မောင်တော်တဲ့လားညကဘာပြောရမှန်းလဲသူစားကိုတတိယလူလာတွေ့တာပါတဲ့ပြည်ရန်ပရမများကိုအပိုင်ရတယ်လို့မျိုးသူမပြုံးရင်နေတယ်မောင်တော်ကအလုတ်တအားများတာမနက်ပိုင်းမှာညီလာခံဝင်ရတယ်နေပိုင်းကျတော့စစ်တီရဲမက်တွေကိုဓာတ်ရည်လန်ရည်လေ့ကျင့်ပေးတယ်လေညပိုင်းရောက်ပြန်တော့ယုံကြည်ရင်းဆွဲငယ်ကြုံတွေနဲ့တိုင်းရေးပြည်တိုင်းမင်းနဲ့စစ်မှတ်ထွက်ရပြီဆိုရင်လည်းမောင်တော်ဥဆောင်တဲ့တက်ကရှေ့ဆုံးကဒီလောက်အလုံးအားလက်တကြသူစားကိုတတိယပေးတယ်ဆိုတော့သူစားလေးပျော်လွန်းလွန်းကိုတော့မေ့သွားတယ်သိပါတယ်ကွယ်ဒီမျက်လုံးဒီအရေးအပြုံးတွေကိုမြင်ယုံကြားယုံနေတယ်သိပါတယ်မောင်တော်အတွက်ဆိုသူစားဘာပဲဖြစ်ဖြစ်လုပ်ရဲတယ်ဘာမဆိုပေးရဲတယ်အိုးအားလုံးမှာပဲပေးနိုင်တာတက်ကိုပို့ပေးချင်တာပါအဲ့လောက်တောင်ပဲလားရမင်းရုံလေးရဲ့လို့သာစိတ်ကတိုးတိုးဆုံမိတော့တယ်ပြောစရာတွေများလို့ပြောစရာစကားမရှိတော့တာဒါမျိုးကိုခေါ်ရထင်ရဲ့ကို့အရှိန်နဲ့ကိုပြောနေပြီးတော့မှတိတ်ဆိတ်နေတဲ့သူ့ကိုတတိထားမိပြီးရမင်းသူစားမျက်နှာမှာအာနာရိတ်တို့ပေါ်သွားတယ်ကောင်းလေးကိုငုံပြီးအာနာတလို့တိုးတိုးမီးလာပါတယ်ဆရာတောင်းနိုင်ပြောတယ်ညကတတိလေးလာသေးတယ်ဆိုကောင်းကနှိပ်ပြမိတော့တယ်ဝမ်းနဲ့ကြောင်တေးထက်အလင်္ကာတွေဖွဲ့တည်မနေခြင်းတော့ဘူးလေသူမကိုချစ်တာအတနာခံခြင်းလို့မှမဟုတ်တာတတိလေးလည်းမောင်တော်တမီးနဲ့တူတူပါပဲတတိလေးတို့ဟာတယောက်နဲ့တယောက်မတူတော့ညာလဲနှစ်ယောက်လုံးကတော့တကယ်ရှားတဲ့ပုံကိုယ်တွေပါပြီးတော့တတိလေးကသူစားရဲ့ကျေးဇူးရှင်တူပါတတိလေးကြောင့်ပဲအခုနောက်ပိုင်းသူစားရဲ့ညာတွေကစိတ်ချမ်းသာစွာအိပ်ဆက်ခွင့်ရနေတာလေတခါတလေတော့လေအခုလိုမျိုးစိတ်လိုလက်ရရှိတဲ့အခါမျိုးမှာသူမဟာသူမဘဝစက်ကြောင်းကိုအမှတ်မတင်လှည့်ဟာပြလာတယ်လေတကယ်တော့သူစားဟာကျွန်မျိုးနယ်တူပါတတိလေးကျွန်ဟုတ်တယ်သူစားတို့ရဲ့မျိုးရိုးစင်ဆက်ဟာဇက်ဆရာတောင်းနိုင်ရဲ့ဘိုးဘွားတွေစီမှာတာဝန်ထမ်းဆောင်ခဲ့တဲ့သစ္စာရှိကျွန်ယုံတွေပေါ့သူစားတို့ရဲ့အဘိုးဘွားလက်ထက်မှာဇက်ဆရာတောင်းနိုင်လို့မိသားစုဟာတကြွနယ်ဝင်ဖြစ်လောက်တဲ့ဒီချမ်းသာခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီကြွယ်ဝမှုကအချိန်နဲ့အမျှစီးပင်မလာခဲ့ဘူးလေ
ဆရာတောင်းနိုင်ရဲ့အဖေလက်ထက်မှာစီးပွားတရှိန်တို့ကျဆင်းသွားခဲ့တယ်။ဒါကလည်းသူစားအဖေဦးကြီးတော်တို့ရဲ့အလောက်ကိုင်းမကြမ်းကျင်မှုမှားယွင်းမှုတွေကြောင့်လည်းပါပါတယ်။အဲ့ဒီတန်းတွေကိုသူစားအခုပြန်ပေးဆက်နေရတဲ့သဘောပေါ့။ဇက်စရာတို့မိသားစုအတွက်ဆုံးရှုံးသွားတဲ့စီးပွားဥစ္စာတွေကိုပြန်ရောပေးပြီးတော့သူစားကိုကြုံဘွားလွန်အောင်ကျွန်တော်စွမ်းဆောင်ပေးမယ်ဆိုရင်ရောရဲရဲလေးပြောရင်တည်ငြိမ်စွာခေါင်းရမ်းရင်သူစားသစ္စာရှိခြင်းနဲ့လူချမ်းသာတွေအတွက်ငွေကြေးရဘဝဆိုရင်လူစင်းရဲတွေအတွက်တော့သစ္စာဘဝပဲအရင်ဘဝအကြောင်းမကောင်းခဲ့လို့ဒီဘဝဒီခန္ဓာမှာအခုလောက်ဆင်းရဲဒုက္ခတွေခံစားနေရတာဒီဘဝဘာမကောင်းရင်နောက်ဘဝတော့သွားပြီပေါ့အဲ့လိုရင်လည်းမဟုတ်ဘူးလေသူစားရဲ့ဘိုးဘွားတွေကကြုံပြေခဲ့လို့ကိုယ့်လက်ထက်မှာလည်းကြုံမဲ့ဆက်ဖြစ်ရမယ်ဆိုတာမျိုးကမဟုတ်တာလွတ်မြောက်ခြင်းမလွတ်မြောက်ခြင်းဆိုတာကကိုယ့်ပုံမှာပဲမူတည်တာပါမဟုတ်ရင်သူစားနောက်မှာကြံခဲ့မဲ့အဆက်အနွယ်တွေလည်းဇက်စရာကြုံမဲ့ဆက်ဖြစ်နေမှာပေါ့သူစားမျိုးဆက်မှာသူစားနောက်ဆုံးပဲသူစားမရှိတော့ရင်အားလုံးပြီးသွားပြီလေအားလုံးပြီးသွားနိုင်အောင်လည်းသူစားစူးစမ်းနေပါတယ်ဒီဘဝအတွက်သူစားမှာရွေချက်တစ်ခုပဲရှိတယ်ခန္ဓာတဲ့တအုံးနေနဲ့တော့အမြင့်ဆုံးမျှော်လင့်ချက်တစ်ခုပေါ့သူစားလောကစစ်စစ်နဲ့108,000ညံတော်မြင့်ရှိတဲ့ဇေကြီးကြီးတစုတည်ရှင်နေပြီးရင်ဝှကြွေးအားလုံးဒီဘဝဒီများနဲ့သာကြည်ပါစေကြောင်း108ခေါက်တီဆူတောင်းခြင်းနဲ့ဒါပါပဲလေးစားသွားမိတာလားခြေနဲ့သွားမိတာလားမသိပါဘူးစိတ်နှလုံးမှာတော့ငြိမ်းအေးသွားမိတာအမှန်ပါတညအတပြား300ပေးပြီးကာကွယ်ထားမိတဲ့ကိုယ်ကိုယ်တော်ပါရမီဖြည့်ဘက်တအုပ်အဖြစ်ဂုဏ်ယူသွားမိတယ်လို့ရမင်းရုပ်လေးကဆက်ပြောလာပြန်တယ်လူတွေစိတ်နှလုံးချမ်းမြေ့အောင်ကားပြဖျော်ပြရတဲ့အကမင်းသမီးဘဝကိုတော့သူစားတကယ်ပဲနှစ်သက်ပါတယ်အဲ့ဒီကကြောင့်ပဲမောင်တော်တိုင်မြင့်နဲ့စုံစည်းခွင့်ရတာဟုတ်မကြားကျင်ဆုံးစကားတွေကမတောင်းဆိုပါပဲရောက်လာတော့တယ်။ဥဒ္ဒါမီဘုရားရဲ့သားတော်ငယ်နန္ဒသူမင်းသားနဲ့တက်တော်2နှစ်ပြည့်အထိမ်းအမှန်ပွဲမှာသူစားတို့ဇက်ဖွဲ့အတွင်းတော်မှာဝင်ရောက်ဖျော်ဖြေခွင့်ရခဲ့တယ်လေ။အဲ့ဒီချိန်အဲ့ဒီအရက်မှာပဲရွှေလေခန့်တဲ့ရဲ့အဓိကတမှုဥဒ္ဒါမီဘုရားရဲ့မောင်ရင်တော်တန်မြင့်မင်းသားဆိုတာကိုသူစားစတင်မြင်တွေ့ခွင့်ရတာပါ။မရှက်တမ်းဝန်ခံရရင်ကောင်းကင်နဲ့မြေကြီးတမျှအလန်းဝေးပါတော့လေ။တန်မြင့်ကိုယ်တော်ကိုအဲ့ဒီအချိန်ကလေးကသူစားမြတ်တာတက်ဝင်သွားခဲ့တယ်။သူစားကန်ဆာတာဘလောက်မြန်တက်တယ်လဲဆိုရင်ဖြောပြေဝဲပြီးတဲ့နောက်ဇက်သူဇက်သားတွေအားလုံးကိုဌာနေကိုပြန်ရပြီးမြဲသူစားကတော့ပြန်ခွင့်မရခဲ့ဘူး။နန်းနယ်စိတ်ဝင်စားသွားမိတယ်။သူစားကကြောတွေကိုသူကနှိမ့်သက်တယ်တဲ့လေ။ဘယ်သူမှမရှိတဲ့တန်မြင့်ကိုရရဲ့နန်းဆောင်မှာသူစားတအူးတဲ့ထပ်မံဖြောပြခွင့်ရခဲ့တယ်။အော်ဒီဘဝဒီအချိန်နဲ့ဒီလိုဖြတ်တန်းမှုမှာရမင်းသူစားရဲ့နှုတ်ထွက်စကားတွေကသူမအတွက်ဆန်းလာမည်မဟုတ်တော့လဲသူ့အတွက်ကတော့အဲ့ရပြန်သူစားလက်ဆောင်ထားပနာတွေအများကြီးရခဲ့တယ်။နန်းတွင်းထဲမှာလည်းသူစားတို့ဇက်ဖွဲ့အတော်နာမည်ရခဲ့တယ်ထင်ပါတယ်။နောက်ရက်တည်းကစားပြီးတော့မင်းကြီးမင်းသားမူးမတ်ကြီးမယားတွေကပေးသနာတဲ့လက်ဆောင်ပန်သားတွေတပင်ကိုတဖွဲဖွဲရောက်လာတယ်။အိမ်ကိုလည်းနန်းတွင်းအဆွဲတော်တွေအဝင်အထွက်များလာတယ်။ပထမတော့ဆရာတောင်းတန်ကသူစားကိုကာကွယ်ဖို့အတက်နိုင်ဆုံးစူးစမ်းပါသေးတယ်။ဒါပေမဲ့ဝင်ထွက်လာတဲ့ပုံကိုယ်တွေထဲမှာတချို့ယာရုကြီးတဲ့သူတွေပါနေတော့ငင်းမရခဲ့ဘူး။တအူးတဲ့ဝင်ရောက်ဖြောပြခွင့်ရတဲ့ညကာလာတွေတစ်ခေါက်စာနှစ်ခေါက်စာဆိုသလိုရောက်လာခဲ့တယ်။ဘာကြောင့်မှမသိရမင်းသူစားလေးကမချစ်တင်ငယ်ရေတံပြူတယ်။ဒါပေမဲ့ဘာကြောင့်ရင်မသိဘူး။သူစားနဲ့တစ်ခေါက်ဆုံပြီးသွားရင်သူတို့တွေအယူမှုဖြစ်သွားကြတာ။အဲ့တပင်ကိုလည်းလက်ဆောင်ပန်းသားတွေရောက်တည်ထက်ရောက်လာတော့တယ်လေ။နာကြီးစွာပြုံးနေရမှာသူမမျက်နှာလေးအယောင်တောက်လာပြန်တယ်။ဒီကြားထဲမှာတန်မြင်ကိုရိုနဲ့လည်းထပ်ဆုံပြပါသေးတယ်။ဒါမဲ့သူကထိုးစမ်းနေတခြားသူတွေလိုသူစားရဲ့အထီတွေမှာအယုံမဖြစ်ဘူး။အဲ့ဒါကိုပဲသူစားလေးစားမိနေတာ။ပြီးတော့ဆရာတောင်းတယ်မို့အထီတွေရမှာသူစားတလောက်သတင်းကြီးနေပြီမဲ့ကျွန်တယောက်ပေါ်မှာအံ့ဩလာအောင်စောင့်စည်းနိုင်တယ်။ဒါလေသူစားကကျုံမျိုးနဲ့ဖြစ်လို့နေမှာပေါ့လေ။ဒါမှမဟုတ်လေသူ့အာယုံမှာအတပြာငွေကြေးပဲရှိတော့လို့နေမှာပေါ့စကားကိုရရင်သူ့မျက်နှာကိုစစ်စစ်ကြည့်လာပါတယ်သူစားလေးစားဆုံးကတော့တတိလေးကိုပဲမတို့မထီရုံမဟုတ်ဘူးသူစားရဲ့ညတွေကိုပါကာကွယ်ပေးနေတဲ့အတွက်ကြောင့်လေထဲမှတ်မထားပါဘူးလုံးဝထဲမှတ်မထားတဲ့ကိစ္စတစ်ခုကိုသူမပြုတ်လုပ်လိုက်ပါတယ်အဲ့ဒါဂရင်စုံမှာသူ့ကိုအကြအနက်ထိုင်ခိုင်းပြီးပစစ်တုပ်လို့ရမင်းရုံလေးကသူ့ကိုထီချင်း၅ပါးနဲ့ကြော့တာပါ
သူစားကျေးဇူးရှင်နဲ့ညတွေမှာချမ်းသာစွာအိပ်ဆက်ခွင့်ရစီသူတဲ့ပီတိဖြစ်လိုက်ရတာလေရမင်းရုံလေးကိုလည်းစတဲ့တဘူတန်မိုးတိုးပြီးချစ်ခင်လေးစားသွားရတယ်မမရရလဲမေးခွန်းလေးတစ်ခုကိုနှုတ်မှအလိုလိုမင်းမိသွားရဲ့တန်မြင်မင်းသားကိုရောဒီလိုကြော့ဘူးလားသူစားမျက်လုံးလေးမေးချင်လို့သူမှစဉ်းစားသွားတယ်ပြီးတော့မှရှက်ရည်လေးရရင်ဟင်းအဲ့လိုတော့တစ်ခါမှမကြော့မိဘူးပြီးပြီလေပြီးသွားပြီပေါ့ဒီတော့မှပဲကိုနဲ့သူဟာဘလို့မှနှိုင်းမရအောင်ကြွားချမှန်းထင်းထင်းရှားရှားမြင်လိုက်ရတယ်ကျင်းနဲ့လွန်ရပါတယ်တန်ပြန်အတွက်စိတ်တောင်မကောင်းမိလိုက်ဘူးတကောင်ချိန်နိုင်တော့သူမကတလွန်ရဲ့ဘဲဘက်အရက်မှာချမ်းသာစွာအိပ်ဆက်တယ်သူမအိပ်ပျော်တဲ့အထိစပယ်ရနံ့တွေဝေအောင်သူထိုင်ကြည့်နေပါတယ်ပိုးမွားချင်းရင်မအစဘာအန်ရဲ့မှသူမအိပ်ဆက်မှုကိုမနှောက်ယှက်အောင်ကိုယ့်ကိုယ်ကွန်ချလိုယုံရင်သူမကိုခြုံပေးနေမိတယ်အာယုံတက်ချိန်မှာရမင်းရုပ်လေးရဲ့နှစ်ဖူးကိုဖွားဖွားလေးတစ်ခါနှမ်းတယ်ဒါပါပဲအရန်ရိုးရှင်းပါတယ်မော်ဝင်အမှုပညာသည်တို့ရဲ့ရှားပါလက်ရာပစ္စည်းများကိုတန်မိုးထားလေးစားခြင်းတော့ငါရောင်းချထားသောအခါမျိုးတမိုင်းဝင်ရှေးဟောင်းပစ္စည်းထူးခြားသောတကိုးတိတ်တီတစ်မျိုးမျိုးကိန်းဝတ်ပျော်ဝင်နေတဲ့ပစ္စည်းများကိုနောက်လူတို့ဆက်လက်ထိမ့်သိမ့်အသုံးပြုစေခြင်းတော့ငါလူစုလူဝေးဖြင့်ပင်ဖေရောင်းချသောအခါမျိုးမှာလေလံပွဲဆိုတာကိုရွေးချယ်အသုံးပြုခဲ့ကြတယ်လို့သူတို့နယ်ရိုးရိုးရိတ်တိတ်ကြားဘူးခဲ့တယ်ဒါပေမဲ့အခုသူရောက်နေတဲ့နေရာကတော့တကယ်မှကိုထူးခြားစမ်းပြလွန်လာပါတယ်ရမင်းသူစားဇက်သမင်အိမ်ရဲ့နောက်ဖေးအဲခန်းထဲမှာပါရောက်စားကဘာမှမသိပေမဲ့အခုမှပဲနောက်ဖေးအဲခန်းရဲ့အထိပ္ပယ်ကိုကောင်းကောင်းသိတော့တယ်စပွဲထိပ်မှာဇက်စရာတောင်းနှံထိုင်နေတယ်လက်ရပတ်ချက်မှာပိုးဖဲကလေးပါတန်မိုးကြီးအဝတ်ထဲများကိုကြာကြာနာနာဝတ်ဆင်ထားတဲ့တထေးနှစ်ဦးလက်ဝဲဘက်ချမ်းမှာကအစောလက်မျိုးရဲ့တထေးလေးစောဖြူပြီးတော့သတို့နယ်တခင်လေးနန်းနယ်ရဲ့ဆန္ဒကိုအပီးတိုင်ဖြည့်ဆည်းပေးဖို့ရာသတို့နယ်ရောက်နေတာပါကဲဇက်ဆရာကျုပ်တို့ကတော့စကားကိုရှိရှိဝေးဝေးမပြောတတ်ဘူးအစောလက်တထေးလေးနန်းတွေကရမင်းသူစားကိုတညဘလောက်နဲ့ခမည်းထံကနေဝယ်ထားလဲတာပြောပါဇက်ဆရာသတို့နယ်မျက်နှာကိုလှမ်းကြည့်လာတယ်ပြီးတော့တီတီငင်ငင်မှာပဲတညအသက်ပြား300ကျုပ်400ပေးမယ်ထိုတတိမှပင်ရဲရဲဝုံကိုဈေးဆောက်ဖွင့်လိုက်တယ်ကျုပ်900ပေးမယ်သတို့နယ်လေးတန်းပြတ်သားသွားသလားမလောက်လေးမလောက်စားလေးကဘာသဘောလဲဟူသည့်သဘောတတိနှစ်ဦးရဲ့မျက်လုံးတို့သူ့ထံရောက်လာတယ်နှခမ်းမွေးဆဆဖြင့်အသက်အနှဲငယ်ကြီးပုံရတဲ့တတိကကျုပ်တည600ပေးမယ်900ပေးမယ်နှုတ်စလုံးမျက်နှာကွက်ခနဲ့မဲသွားကြလေရဲ့ဒါပေမဲ့ထူးခြားလွန်းနေသူတဦးလည်းရှိနေပါတယ်တုတ်တုံမြမလုပ်ပဲခေါင်းငုံထိုင်နေသူကစောဖြူနှကမ်းမွေးနဲ့တထေးမှပင်ခန္ဓာကိုယ်ကိုတစ်ချက်ပြင်မှန်ရင်100ထပ်တုံမယ်800ပေးမယ်ဗျာကျုပ်တည900နဲ့စိန်ညတိတိယူမယ်ဟင်တတို့နဲ့နောက်ဆုတ်ဖို့အရေးမတွေးမိတော့ဘူးထို့သို့မတွေးမိအောင်လဲတခင်လေးနန်းတွေကမိုးဆုံမြေဆုံမိတ်မာပြီးသားလေတထေးနှစ်ဦးရဲ့အံ့ဩသောအကြည့်တွေကိုမသိအောင်ပြုရင်သတို့နယ်ထပ်ပြောလိုက်တယ်တညကိုအသက်ပြား900နဲ့စိန်ညတိတိယူမယ်တမျိုးရန်နေတထေးလေးစောဖြူရဲ့မိဝဝင်းတောက်အကြည့်တွေကိုရင်ဆိုင်လိုက်ရတယ်မင်းယူသွားပြီလားနန်းတွေတဲချိန်ပြက်ပြီးတော့အယူကြီးတစ်ပိုင်းဖြစ်သွားပြီလားရမင်းသူစားဆိုတာဇက်သမအပြက်မှာကွအသက်ပြားနဲ့ခန္ဓာကိုလဲစားနေတဲ့ခန္ဓာတဲ့ဒီလိုမိန်းမတယောက်ကိုတညအသက်ပြား900ပြီးတော့ပျော်ပါရအောင်မင်းယူသွားပြီလားတညအသက်ပြား900 10ညဆို9000အသက်ပြား9000 1000ဆိုတာငါတို့အစောလက်မျိုးတဝက်ကိုတောင်ဝယ်ပြစ်လို့ရတယ်ဆိုတာမင်းမသိဘူးလားနန်းတွေရဲ့စမ်းအိမ်တော်အစ်စ်လေးထဲမှာတမျိုးရဲသားစောဖြူရဲ့မချိတင်ငယ်ပြစ်တင်တန်တွေပောက်ကွဲထွက်လာတယ်ငါလဲကိုယ်တိုင်ကိုကြပျော်ပါဘူးခဲ့တယ်လူပါအတွေ့ကိုဆွဲလန်းလွန်းလို့အယူတစ်ပိုင်းဖြစ်ခဲ့ရတာလဲမင်းအမြင်ပဲဒါပေမဲ့မင်းလောက်တော့အသိဉာဏ်မမဲ့ဘူးကွဒေါ်လာပါကြီးရဲ့ဆိုရမင်းရဲ့စင်ញင်တုံတရားတွေဘဲရောက်သွားပြီလေဇက်သမားရဲ့အတွေ့အထူးကမင်းကိုအားလုံးဖုံးလွှမ်းပစ်လိုက်ပြီလားငါအခုချိန်မင်းသူစားကိုလက်ဖြားနဲ့တော့မတူဘူးစောဖြူဘာတညကိုအသက်ပြား900ပေးပြီးတော့ဝယ်တာရ
ရမင်းသူစားနဲ့ပြောပေါင်းဖို့မဟုတ်ဘူးရမင်းသူစားကိုကာကွယ်ပေးဖို့မင်းတို့လိုတနာယူရာခယူရဲ့ရာကနေကာကွယ်ပေးဖို့ကွာသိရလားစောပြူခဏတကြောင်အန်းသွားလေပြီးတော့တဟားဟာအော်ရတယ်ဟာနန်းရွယ်ငါကမင်းကိုသွေးလေခြောက်ချတယ်ပဲအောင်းမိတာလက်စသက်တော့တကယ်ယူသွားတာကိုဟုတ်တယ်ရမင်းသူစားကိုတိတ်ချလွန်လို့ယူသွားတာယူပါယူခွင့်ရှိပါတယ်ဒါမဲ့မင်းဘလောက်ကြာယူနိုင်မှာလဲတမင်ကိုကြားချောင်းချောင်းနေတဲ့မုတ်ဆိုးတွေအလယ်မှာမင်းဘလောက်ကြာဆက်ကာကွယ်ပေးနိုင်မှာလဲမင်းပိုင်ဆိုင်ထားတဲ့ငွေကြေးတွေကတနေ့မှမကုန်သွားတော့ဘူးလားမင်းဘဝရောဒီတိုင်းပဲဆက်ရှိနေမှာလားမပြောင်းလဲတော့ဘူးလားဒီတခါရေးပြစ်လိုက်သူကနန်းတွေကိုယ်တိုင်မပြောင်းလဲရင်စီးစင်းနေပဲခေါ်တော့မှာလဲကွလူဆိုတာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်စီးစင်းနေဖို့ပဲလိုတယ်အဲ့တော့မှအတိတ်ပဲရှိတာဘဝပိတာတာစောပြူကသူ့မျက်နှာကိုစေးစေးကြည့်ကနှကန်းတုံပွေးရင်ပြုံးတယ်ကောင်းပါလိကွာအဲ့လိုဆိုလဲမင်းရဲ့စီးစိမ်တွေသူများလက်ထဲဆော့မြုပ်သွားတဲ့အထိဆက်စီးစင်းလိုက်ပေါ့ဘာမဟုတ်တဲ့အောက်တန်းဆောင်မိန်းမတယောက်ဆက်ကကွယ်ပေးလိုက်ပေါ့စိတ်ချပါငါဆက်ကာကွယ်ပေးသွားမှာပါစီးစိမ်ကုံသွားရင်အသွေးအသားနဲ့ကာကွယ်မယ်အသွေးအသားတွေခန်းသွားရင်စိတ်ဝိညာဉ်နဲ့ကာကွယ်မယ်နန်းတွေကြောခိုင်းခဲ့လိုက်တယ်ခြေလန်းလှမ်းပြီးကမှစောပြူကြအောင်နောက်ဆုံးစကားကိုဆက်ဆိုတယ်အဲ့ဒါငါရဲ့သစ္စာပဲကျုပ်တညကိုအသက်ပြ1000ပေးမယ်ဘယ်နဲ့လဲဇက်စရာနောက်မှထိုင်နေတဲ့သတုံးတွေမျက်နှာကိုလှမ်းကြည့်လာတယ်တညကိုအသက်ပြ1100နဲ့10ညတိတိကျုပ်ယူမယ်မျက်နှာမသားမရနဲ့ဘာစိတ်မချမ်းမြေ့စရာကြုံနေရလို့လေသတုံးတွေငါ့ကိုဟုတ်မှန်တဲ့အတိုင်းပြောလို့ရပါတယ်သတုံးတွေတပ်ပြင်းကိုချတယ်အမှန်တိုင်းပြောရရင်မမလေးရမင်းသူစားအတွက်တုံးဆွဲနေတဲ့အသက်ပြငွေကြီးဤဆန်အိမ်တော်ကြီးငှားရမ်းရတဲ့အခွန်အခတတိလေးအတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းဝယ်ယူစရိတ်အထွေထွေကုန်ကြစားစရိတ်တွေနဲ့ကျွန်တော်လက်ထဲမှာအသက်ပြနည်းနေပါပြီအရှင်ဒီတစ်ချိန်တစ်ပတ်နဲ့3ရက်လွန်နေဖြစ်ဇက်စရာနဲ့စုံရမယ့်အရေးကိုတွေးပြီးတော့ကျွန်တော်စိတ်မအေးနိုင်ဖြစ်နေတာပါနန်းနယ်အဝေးတနေရာကိုအတန်ဆောင်ငေးသွားမိရဲ့ပြီးမှတပ်ပြင်းတစ်ခုကိုချရင်အေးလေအဲ့လိုဆိုရင်လည်းငါစာရေးပေးလိုက်မယ်နင်အစောလက်မြတ်ကိုပြန်ပြီးတော့ဦးတိန်ကိုစီကအသက်ပြ3000ထပ်တောင်လာခဲ့ချေတမ်းမြင်ကိုတော့ကြွချီလာပါပြီလှန်ရှိကိုင်အကျက်တအူရဲ့စကားနောက်မှာသူတို့တဆောင်လုံးတဲတဲလှုပ်သွားကြတယ်တကားဆောင်မိတင်မိညက်ဇက်စရာတောင်းတဲ့ရမင်းသူစားအစိုးဆုံးကတော့ရမင်းသူစားကိုယ်တိုင်ပေါ့မောင်တော်တမ်းမြင်သူမထံကြွလာတယ်တဲ့ဝမ်းတာလိုက်တာလေထုတ်ပေါ်ပြလို့မတက်နိုင်အောင်ဝမ်းတာမိသွားတာပါကြွချီလာလိန်တို့နဲ့ညစဉ်ရက်ဆက်မြောင်ငေးလွမ်းဆွနေရသမျှယခုတခါတော့နေရာကျလာခဲ့ပြီမောင်တော်မရောက်တာကြပြီမဲ့အကျွတ်နှလုံးသားကတော့အရင်တိုင်းရှိနေစေပါမောင်တော်ရဲ့မောင်တော်ကိုချစ်တော်သွေးတွေနဲ့လဲဘက်အသက်ရှင်နေစေပါပိုပြီးရှင်နဲ့ဆရာကောင်းတာကအိမ်ချံဝမှာတိုင်းဒုတုတ်ခါစားနေကြသူအားလုံးကိုကြော်လွန်လို့အကြုံရှိရာစီတန်တန်မမက်ကြွလန်းတော်မူလာခဲ့တာကိုပါအလင်းမြန်ခင်းလိုက်ရလို့တလုံးညောင်ဆောင်တဲ့ဂရိပါဖုံကသူမစိတ်နှလုံးတော်ကြမဟုတ်တော့လဲမောင်တော်ကအပြစ်တစိုးတစည်းမြမဆိုပါခန့်ညားစွာဝင်ထိုင်နေမော်ဘူးလိုက်တော့တီကြီးစွာပြုံးပြရင်ပြေပြည့်ကျဲဝန်းသောနှစ်ဖူးထင်ရှားသောမျက်ခုံးဖြောင်ဆင်းသောနှာရန်ပြီးရည်တေးသက်သောနှကန်းစတာတွေကတခုချင်းစီမှာကိုအပြစ်ဆိုစရာမရှိအောင်မင်းပေါက်ဆိုးပေါက်တရံနဲ့တင့်တယ်ခါနေတယ်အထင်ရှားဆုံးကတော့တိတ်ငက်ဆန်သောအရှိန်အဝါမျိုးကမျက်လုံးတော်ရီစီမှာတဖိတ်ဖိတ်လက်နေပြန်တယ်အားကောင်းသောလေတိုင်းကျဲပြန့်သောပခုံးစွန့်ကားသောရင်အောင်ထိုအပေါ်မှာကိုမှပိုးအင်းကြီးကိုချက်နဲ့ရွှေဖလားတောင်ရှိအချိတ်ပစိုးကိုဝစ်ဆင်ထားတယ်မော်ဘူးမိသောကိုယ်ကိုယ်တော်အာနာမိသွားသလားပဲချမ်းခံတာလို့မာပါစနှမတော့မာเจ้าမောင်မောင်တော့ဆောင်းတော်မကူးတာကြတော့နိုင်ရခင်အမှုတော်ရည်နဲ့မောင်တော်ဘုရားဖြင့်နှမတော်ကိုမေ့သွားချပြီးတော့ထင်မှတ်ထားတာပါအေးကွယ်ခုနေခါများလူသူလက်နက်စုဝေးရအတွင်တရင်နားထောင်ရတွေးရကြရနဲ့အရေးတော်များလာတယ်တို့ပေဒီနှမတော်တော့မေ့မထားရပါဘူးပဲမောင်တော်တတိရပါတယ်ဒီစကားကြားရတာကိုပဲ
ညမတို့စိတ်ဝမ်းမှာချမ်းမြေမဆုံးဖြစ်မိပါတယ်မောင်နော်ဟုတ်တော်ရှိမဟုတ်တော်ရှိပေါ့လေသူမနှလုံးအိမ်မှာတော့ချမ်းမြေသွားမိတာအမှန်ပါဒူးတုပ်လျက်မှပင်အရှိကိုရွေ့တူပြီးမောင်တို့ရဲ့ဖက်နှစ်ပါးကိုတယူတရာချုပ်ပေးမိတယ်ထူးထူးခြားခြားပါပဲစစ်ချီချိန်လေးကျင့်ချိန်ကလွဲပြီးအစဉ်သဖြင့်တန်ရှင်းနေတတ်တဲ့မောင်တို့ခြေထောက်မှာတဲမုံတချို့ကန့်ညီနေတယ်အတန်ငယ်တုပ်ဆိုင်သွားတဲ့သူမလက်များကိုအကင်းပါလွန်းတဲ့မောင်တို့ကချက်ချင်းရိပ်မိလေရဲ့နန်းဆောင်ကတန်းကြွလာတာမဟုတ်ဘူးနမတော်လက်ကင်စေးရေးဝင်မြောင်းတောက်မှာအဆောင်ကင်သုံးဦးနဲ့တပ်ပုံလာခဲ့တာရှင်ဟို၃ယောက်တော့တော်တော်အထိနာသွားမယ်ထင်ချင်တူကတော့သေးသလားရှင်သလားပဲတော်ပါသေးကျုပ်ဘသူဆိုတာသူတို့သိမသွားခဲ့ဘူးရုပ်ချီပူသွားသောရင်ကစောင်းညလေးအေးအလွမ်းခံလိုက်ရတယ်လို့ခဏချင်းတော့အေးသက်သာသွားပါတယ်ဒါပေမဲ့ခဏပါပဲအတွင်းတော်တော်ရှုပ်နေလားယင်ဟုတ်တာပေါ့အတွင်းတော်မှာအိမ်ရှိဆန်မြောက်ပြီးကြရမဲတော်မြောင်နှမ်းမိပြတကိုးထက်လာရုံမဟုတ်ဘူးသူနဲ့တကြိတ်တဲ့ညံနဲ့နန္ဒပြန်ချီအမေမင်းကြီးတို့အုပ်စုပါဩဇာတက်နေတော့ကျုပ်တို့မှာတော်တော်တတိဝရိယထားနေရတယ်နမတော်ဒါဆိုကတဲ့မင်းသားတေချာပေါက်နိုင်ရမှာပေါ့နော်မောင်တော်ဘုရားကမချစ်တင်ငယ်ပြုံးတယ်မြောင်နှမ်းမိဗျာလက်ရှိဘရင်အိုကြီးကိုပယ်ပြီးတော့သူ့သားတော်ကတဲ့မင်းသားကိုနမ်းမြောက်နေခြင်းတော့ကြပြီဒါပေမဲ့ဗဒေါင်းနယ်အရေးကမတည်သေးတော့အရှေ့ပိုင်းမှာသူတို့အခက်တွေ့နေတာဗဒေါင်းကြီးမတည်အောင်လဲကျုပ်တို့ကပဲကြိုးကင်ထားတာ哦ခုတော့အိမ်ရှိဆန်ရသွားပြီဆိုတော့သူတို့ရည်ရွယ်ချက်အောင်မြင်သွားတယ်ဆိုရမှာပေါ့ဗဒေါင်းနယ်တွင်ပုံကန်ခြားနာမှုပေါ်၍ခေါင်းဆောင်ကရကူဝါနှင့်အပေါင်းပါများလက်ရဖမ်းဆီးပြီးကွက်မြတ်ထားခဲ့တာလွန်ခဲ့သောမိုးနှောင်းကပင်လေခေါင်းဆောင်ကရူဝါကညောင်နှဲမိဖုရားရဲ့ဆွေမျိုးတော်တူဖြစ်ချေတော့ထိုအဖြစ်အပျက်ကနန်းတွင်အာဏာလူပွဲမှာလာပြီးအကျိုးသက်ရောက်တယ်ထင်ပါရဲ့ခတ်တာကက်ကဒီပါတိုင်းနဲ့နေဆက်အရေးမှာကတဲ့မင်းသားနာမည်ရခဲ့ချေတော့မင်းတရားနမ်းမြောက်သားတော်သဘောကျပြီးတော့အိမ်ရှိရပေးလိုက်တယ်တိုက်ရိုက်ခိုင်လည်းရှိပြည်သူပြည်သားတွေနဲ့လည်းလက်ပွန်းတတိရှိနေတော့ကတဲ့မင်းသားအိမ်ရှိဥပရာစာဖြစ်ယူပြည်သူပြည်သားတွေကလည်းအလိုရှိကြတယ်ခုနန္ဒပြန်ကြီးတယ်မဟုတ်ဘူးရွှေလောင်းဝန်ကြီးတရိုးမင်းကြီးမဟာမင်းလာမင်းကောင်ရောအတွင်းဝင်အားလုံးပါပဲမောင်တော်တို့နန်းတွင်ရအရှုပ်သားနော်အတိကတော့မိဖုရားကောင်ကြီးသားသမီးရတနာမထုံကားတာနဲ့ဘယင်အိုကြီးကအိမ်ရှိဥပရာစာကိုအတီလင်းမတင်မြောက်သေးတာကြောင့်ပါသူမှလည်းအခက်တွေ့နေတယ်ထင်ပါရဲ့ဘေးနာဝင်အိုကြီးတွေနဲ့ပညာရှိအမတ်တွေကမြောက်စားပင်စားမှုကလွယ်ပြီးအာမကိုရဘူးလေခုတော့လေအမတော်မျောလင့်ထားတဲ့အိမ်ရှိမင်းသားတွေကကတဲ့မင်းသားဖြစ်သွားပါပြီကတဲ့မင်းသားနိုင်ရသွားရင်ရောသူမကိုကြည့်ပြီးယုံကြည်လို့လားရင်တွင်မှမွန်းကျက်မှုတွေကိုဖော်ထုတ်ခြင်းလို့လားမပြောတတ်တန်ပြင်မင်းသားကြွချီလာတတ်သောညများတွင်ယခုကဲ့သို့နန်းအတွင်းအကြောင်းဆောင်ကိုအခွင့်ရှိသလောက်သူမကိုပြောပြတတ်ပါတယ်သို့တော်လည်းအလန်းကဝေးလေတော့အကြောင်းဆောင်ကိုသဘောပေါက်နားမလည်ခဲ့ကတဲ့မင်းသားနိုင်ရသွားရင်မောင်တော်တို့တော့မရှုမလားခံရပြီပဲလေဘာကြောင့်ဆိုတော့အိမ်ရှိဆန်ရဲ့ဆွေမျိုးတော်ဂဒူဝါကိုမင်းတရားကြီးအမိန်နဲ့မောင်တော်ကိုယ်တိုင်ကွက်မြက်ခဲ့တာ哦အမတ်တဲကြီးကြီးလုံးနဲ့မြောင်နှမ်းမိမ့်မတဟာကိုမေ့ထားလိုက်လိမ့်မယ်မဟုတ်ဘူးသူမရင်တွေမှာလေးပင်သွားမိတယ်ဟုတ်တာနော်မဖြစ်ပါဘူးမောင်တော်တို့အရေးတော်ပေါ်အောင်မဟုတ်ဖြစ်မှာပါစူးစမ်းနေတာပါပဲခက်တာအမတော်ရဲ့သားမောင်တော်ရဲ့ဒူတော်နန္ဒသူမင်းသားခုခါမှ3နှစ်စွန်ယုံရှိသေးချေတော့အမတော်နဲ့မောင်တော်အာနာဆက်ပြန့်ရအရက်တွေကိုလူသူဆွေးယုံနိုင်ပေမဲ့ပြည်သူတွေလက်ခံယုံကြည်ဖို့ကခက်နေတယ်ခုလဲရွှေလောင်းဝင်ကြီးအိမ်တော်မှာကတဲ့မင်းသားဘက်ရင်းသူတွေတိတ်တိတ်ဆိတ်စူဝေးတိုင်မိနေတဲ့တဲ့င်းတွေအတိအကျရလို့ရွှေလောင်းဝင်နဲ့တိတ်တိတ်ဆိတ်ခိုးဝင်ပြီးတော့စိုင်းတော်အောက်ကနေဝင်ထောက်လန်းခဲ့တာနမတော်အဲ့ကပြန်လဲကင်စေးရေးဝင်ညောင်းတော့မှာအဆောင်ကင်သူ3ဦးနဲ့တိုးပြီးတော့ပွဲဖြစ်ခဲ့တာပဲမောင်တော်လို့တော့ဘယ်သူမှမရေးမိခဲ့ဘူးမလားကျုပ်ကတမိုးပါလေဒါလောက်တော့ပြီးရည်လျက်ပါသူ့ပေတဲ့နန်းရရေးအတွက်အလွန်ကျူစိုးရင်ပွဲတော့မရှိပါဘူးကျုပ်တို့ဘက်တိုင်းသူနဲတော်ညာရရှိထားတဲ့သွေးတောက်တွေအလုံးကအဓိကလူတွေကြီးပါပဲအချိန်ခါလေးတစ်ခုစောင့်ဖို့ပဲလိုတာပါအရေးတော်ဘောအောင်မြင်ပါလိမ့်မယ်သူမတက်ပြင်းလေးလေးသာချမိလိုက်ပါတယ်
ဒါကလွယ်ပြီးလဲဘာမှမလုပ်တတ်ဘူးလေအရေးတော်ပုံကြီးအောင်သွားရင်မောင်တော်သူစားကိုမေ့သွားမှာပေါ့နော်တန်မြင်မင်းသားဟဲ့ပက်ဖက်ရဲပါတယ်စိုးရင်ရံကိုသူစားရဲ့မောင်တော်ရဲ့စိတ်နဲ့ခန္ဓာကိုအပန်းပြေစေတဲ့သူကဒီတိုင်းလုံးမှာသူစားတယောက်တည်းရှိတာပါကွမေ့လို့ဖြစ်ပါမလားသူစားအတွက်လည်းစဉ်းစားထားပါတယ်သူမညှို့ညွတ်နှမ်းနှမ်းသာပြုံးမိလိုက်တယ်မောင်တော်မေ့မသွားရင်ကိုကျင်းနေပါပြီလေသူစားဘာမှမမျော်လင့်ပါဘူးသူစားနဲ့တွေ့တဲ့အချိန်ခဏမှာမောင်တော်ရဲ့စိတ်နဲ့ခန္ဓာအပန်းပြေခဲ့တယ်ဆိုရင်ဒါသူစားမျော်လင့်ထားနိုင်တဲ့အမြင့်ဆုံးဆုလက်ပါပဲအော်သူစားရဲ့ဒီလိုပြောဆိုရင်းနဲ့အပြုစုရွရတွေကြောင့်ပဲမောင်တော်မှာမေးမရဖြစ်နေတာပါခဏချင်းအခန်းလေးမှာသူတို့နှစ်ဦးရဲ့အသက်ရှူတမ်းမှတပါတိတ်ဆိတ်ငြိမ်သက်လို့သွားတယ်နှလုံးခုန်တန်တွေကတလွန်ညောင်ဆောင်ထမှာဇာခန်းစီလိုက်ကာပေါ်မှာပြေးလွှားစော်ကစားနေကရဲ့ထွန်းထားတဲ့မီးရောင်မှလည်းတဖြည်းဖြည်းငြိမ်သက်ခါသွားတယ်သူစားရဲ့နန်းနယ်လက်သေးကိုဆုပ်ပြီးအန်ကိုတင်းတင်းကြိတ်ထားမိတယ်အမောင်ဖုံးသွားသောအခန်းလေးကိုကြည့်ပြီးမချစ်တင်ငယ်ခန်းစားမှုတွေနဲ့မျက်ရည်တွေတသွင်သွင်စီးကျလာတယ်။မောင်ရင်တဲကလူတယောက်အမောင်ဖုံးသွားတဲ့အခန်းလေးကိုအဝေးကကြည့်ပြီးနှကန်းကိုက်ခံပြင်းနေတာကိုတော့ဘယ်သူမှသိလိမ့်မယ်မထင်ပါဘူး။အတမထွက်ပဲကြိတ်ငုံပြီးတော့ဘာကြောင့်မှမသိတစ်ပင်ပေါ်နားနေတဲ့ငှက်ကလေးတွေတဖြက်ဖြက်ထပြန်သွားကြတယ်။ရင်ထဲမှာအပူကအထက်ရက်သူတိုင်းအယောင်ဟက်သွားတယ်ထင်ရဲ့ဒီနေရာလေးကိုတော့ပုံနာကုန်းစရတန်းရဲ့လို့အခေါ်ရှိကြတယ်ခရီးသွားတွေဈေးရောင်းဈေးဝယ်တွေရှေ့ပြေဟောပုံနာတွေစွန်းကန်ကြွကိုတော်တွေပြေးလွှားစော်ကစားနေကြတော့ခလေးတငယ်တွေနဲ့နနက်ခင်းဈေးမကွဲခင်အချိန်တိုင်းမှာတိုးတိုးကြိတ်ကြိတ်စီကားရအရက်ဒေတာလေးတစ်ခုရဲ့ပေါ့ယခုလဲဈေးစီချိန်ဖြစ်လေတော့မူကြီးမတ်ရအရာရှိကြီးများရဲ့တားသမီးတို့အပြင်သူဇလာဒီပါမင်းနေပြီးတော့ရဲ့တကြွယ်ကြီးတကြွယ်လက်တကြွယ်ငယ်တို့ရဲ့သမီးလှရတနာတားလှရတနာများနေပြီးတော့သူပြူပြူချောနဲ့ကာလာသားတဘာဝလူရေးပြလမ်းလျှောက်လာသူအတီးတီတို့နဲ့ပုံနာကုန်းစရတန်းမှာစီကားကနေပါတယ်ထိုထဲကမှအပြောင်မွန်းနေချဲတထားသောဇရက်တဆောင်ရဲ့ဒဇက်မိတ်အမိုးအောက်မှာနေပြည်တော်ရဲ့တန်းဝင်တကြွယ်လူငယ်တွေစုယုံကထိုင်နေကြတယ်တဦးကဇရက်ရှိမှပြတ်လျှောက်သွားသောအပြိုတော်တယောက်ကိုလှန်ငေးရင်စကားကိုစားတယ်တကယ်တော့မိမတယောက်ကိုတညအသက်ပြ1000ပေးပြီးတော့ပြောပါရတဲ့ကိစ္စဘလို့မှမဖြစ်တဲ့ကိစ္စပဲရောက်ရင်တော့မသိဘူးကျုပ်ကတော့လုံးလုံးမတန်ဘူးထင်မိတယ်အဲ့လိုတော့လည်းပြောမရဘူးပေါ့ဗျာကျုပ်တို့အယောင်းဝယ်လောကမှာဝယ်သူများပြီးတော့ကုန်ပစ္စည်းရှာရင်အလိုလိုဈေးတက်တဲ့သဘောမှရှိနေတာပဲအခုလည်းအဲ့လိုပေါ့ငားယူပြောပါချင်သူတွေကများရမင်းသူစားတယောက်တည်းအဲ့တော့ဈေးကကြီးပြီပေါ့ပထမပြောသူကမကြေမချမ်းတုတ်ပြန်လာတယ်ကြီးစမ်းမအောင်ဗျာခန္ဓာတဲ့ခန္ဓာတဲ့ပါပဲနတ်သမီးလည်းမဟုတ်မင်းမိပြားလည်းမဟုတ်ကျုပ်တို့နေပြီးတော့မှအချောဆုံးအလားဆုံးပညာဆုံးခန္ဓာတဲ့မျိုးတော်အသက်ပြ100ထက်ပိုမပေးရဘူးသူကဘလို့မိမမျိုးမလို့လဲဒီတခါတော့ခေါင်းငယ်ဆောင်လျက်ရီဝေဝေငင်းငိုင်နေသူတထေးသားတော်ကကဲတင်ရှင်နဲ့အခုမှတွေ့တယ်လို့ဂမိုးရှုတို့ဝင်ပြောလာတယ်ဘလို့မိမမျိုးလဲဆိုတော့ဟောဒီဗတ္တကဘာတစ်ခုလုံးအတွေ့အရာမှာအထူးကဲဆုံးမိမတအုပ်ဖြစ်နေလို့ပေါ့ဗျာသူစကားနဲ့ဟန်ဝန်ကြောင့်အားလုံးမှာလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်ခမည်းကရမင်းသူစားနဲ့ပြောပါဘူးလို့လားဟာပြောပါဘူးတာပေါ့ဗျာရမင်းသူစားရဲ့အတွေ့အရာမှာယူးခဲ့မူးခဲ့ဘူးပေါ့တော်တော်ကောင်းတိတ်ကောင်းဘသူမှလိုက်မမီအောင်ကောင်းသူနဲ့တွေ့ပြီးကြတဲ့ကနေပြီးတော့ကမိမမှန်သမျှအကုန်ဖွဲနေစကွဲကြီးပဲအဲ့လောက်တောင်လားဗျအထက်တောင်ပိုးသေးတယ်မောင်ရဟာပြီးတော့ဘာကိုသဘောကျမှမသိတခွေးခွေးထရင်နေတယ်တောင်းကြတော့အစီပြန်နေတဲ့မျက်နှာကိုလက်မောင်းအိုးနဲ့အကျဉ်းတုပ်ရင်းကြောင်တောင်မျက်လုံးတွေနဲ့ရမင်းသူစားရဲ့သူစားရဲ့ချစ်တော်သူစားလေးရဲ့ဟာရမင်းသူစားနာမည်ကိုအကျဉ်းယူရင်ဇရက်ပေါ်မှာဆင်းကသွားတယ်ကျန်နေသူများမှာဘာကိုနားလည်ရမှမသိတအုပ်မျက်နှာတအုပ်ကြည့်ပြီးသားဝေခွဲမရဖြစ်ကြလေကျုပ်ကတော့ထောက်ခံနေဗျာအเจ้าမဲ့တော့အချိန်တိုလေးအတွင်းနာမည်တလောက်မကြီးလာဘူးခုနတယောက်ပြောသွားသလိုအတွေ့ထူးရင်ထူးမဟုတ်ရင်ပညာအတော်ဆုံးလို့ပဲဖြစ်ရမယ်
တန်မာကိုရင်တို့ရဲ့ဝေကောင်းစားလာတွေဝေ့ပြီးတော့ရွှေတွဲလဲငွေတွဲလဲတွေနဲ့ခန္ဓာတဲ့တဝူးเจ้าကိုအာပေါင်အာရင်တန်တန်ပြောနေကြတာကြားလို့မှသိမယ်မထင်ပါဘူး။အိုဗျာတန်းဒီတကြွတတိလေးနဲ့ဒါမျိုးကိစ္စဆိုတာရွယ်သူကာလာသားတွေစုံမှပဲပြောဖို့ကောင်းတာမဟုတ်ဘူးလား။အိမ်မှာအဖေမေရှိပြောလို့တင့်တဲ့အကြောင်းတွေမှမဟုတ်ချေပဲ။တန်းဒီတကြွတတိလေးဆိုသူကဘဝင်မကြတယ်လို့ခေါင်းကိုရမ်းနေထောက်ကန်စကားဆိုထားသူမှပင်ဒီလောက်တရင်ကြီးနေလာတာတခါတစ်ခေါက်တော့မရောက်ရအောင်စွမ်းဆောင်မယ်ဗျာမလွယ်ဘူးကိုရင်ခုတွေမဲ့အစောလက်မျိုးကတကြွဆိုလား तू ကဇက်ထောင်တောင်းတလောက်စီကိုတလုံးတပြားမှမစစ်ပဲညစဉ်ရက်ဆက်ငားရမ်းပြောပါနေတယ်တဲ့စောင့်ကြည့်သူတွေပြောတာတော့ရင်မင်းသူစားဆိုတာသူ့ပိုင်လူလူတောင်ဖြစ်နေတယ်ဆိုလားနှတောင်းပန်ထားသောတထိတ်လေးတဝူကသူ့သိရတဲ့လောက်ကိုဝင်ပြောပြန်တယ်ထောက်ခံထားသူရဲ့မျက်နှာမှာချက်ချင်းညှိုးရွံကျသွားတယ်ဒါဖြင့်ကျုပ်တို့အဖို့အခွင့်မသာနိုင်တော့ဘူးပေါ့ဒီအချိန်မှာပဲတခြားလုံးငြိမ်နေတဲ့တကြွတဝူကသူ့အမြင်ကိုဖွင့်ထုတ်လိုက်တော့တယ်မပူပါနဲ့အခွင့်ရမှာပါမရမဖြစ်ကိုရမှာပါတကြွဆိုတာရေမြေတန်းပြည့်ရှင်မင်းမှာမဟုတ်တာပဲလေသူ့စကားကိုမြေသူမှနားမလဲကြရှင်းမအောင်ဗျကျုပ်တို့လည်းဖြင့်နားမလဲလောက်ဒီလိုလေဗျာဗါတဲ့အစောလက်မျိုးတတိလေးဟုတ်စသူဘလောက်ချမ်းသာတယ်ဆိုတာကျုပ်ဖြင့်အဟုတ်မသိချေပါဘူးတို့ပေဒီတညအသက်ပြ1000ကျော်သုံးနေတဲ့ဘဏ္ဍာတနေ့ကုန်မသွားတော့ဘူးလားဗျကျုပ်တို့ဘဝရှင်မင်းတရားကြီးတောင်သူ့လိုသုံးမအောင်နေရတဲ့တန်ကြာရင်ဖြင့်ရွှေနန်းတော်တိုင်းတနေ့ပေါက်မှာပဲလေဗျာပေါက်တဲ့အခါကျုပ်တို့အလှရောက်လာတော့မှအေကံပဲပေါ့ဟုတ်တော့ဟုတ်နေတယ်ဘလောက်စီးစိမ်ရှိရှိဒီလိုသုံးပုံမျိုးတနေ့ကုန်မှမုတ်ချပဲလေရောင်းရင်တို့ကြည့်ရတာဟိုအစောလက်တတိလောက်တော့အသိဉာဏ်နည်းမဲ့ပုံမပေါ်ပါဘူးဘယ်နဲ့ဘလောက်အထီးတွေ့သားစီအောင်တညအသက်ပြ1000ပြီးလို့တော့မပြောပါချင်ကြဘူးမလားတကြွများတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်ကိုယ်တိုင်ပဲအထီးတွေ့ကိုမမီးဆန်းသေးဘူးလို့လားမသိအသက်ပြငွေကြေးကိုသူတို့နှမျောမိကြတယ်နှုတ်ကသာပြောနေတာပါတကယ်တမ်းတော့လည်းအဲ့လောက်များတဲ့အသက်ပြမပေးဝင်ပါဘူးဒီပစ္စံတွေကကျုပ်တို့အလကားပဲတင်ရတာတာမဟုတ်ဘူးလေဗျာတွေးနဲ့ချွေးနဲ့ရထားရတာလေဟုတ်ပြီအဲ့လိုဆိုရင်တော့ကျုပ်မှနေရှိတယ်အကုန်လုံးလှုပ်လို့ရဖြစ်သွားကြတယ်လှုပ်ဆမ်းမအောင်အမြင့်မျိုးစားတကြွလေးရကျုပ်တို့မှလှုပ်เสีย2ခုရှိတယ်ပထမတစ်ခုကအစောလက်မျိုးတတိကိုမြ мян မွေးအောင်လုပ်ဖို့နောက်တစ်ခုကကျုပ်တို့တကြွတွေညှိနှိုင်းတိုင်ပင်ပြီးတော့ကျုပ်တို့ပေးတဲ့အ ਨੇ ဆုံးဈေးနဲ့ဇက်ထောင်ဆရာစီကရမင်းသူစားကိုငှားရမ်းရဖို့ပထမတစ်ခုအတွက်ကတော့လွယ်ပါတယ်ခုချိန်မှာကျုပ်တို့အသက်ပြားဘလောက်ပေးပြီးကျုပ်တို့ထက်တောင်ပိုပေးပြီးတော့ရမင်းသူစားကိုရအောင်စောလက်တတိလေးစွမ်းဆောင်ပါပဲအဲ့ဒီအတွက်ကျုပ်တို့ကမဖြစ်နိုင်တဲ့ငွေကြေးပမာဏအောင်ရမင်းသူစားကိုများများပေးဖို့လိုတယ်ကျုပ်တို့များများပေးလေကျုပ်တို့ထက်တောင်သူလိုက်ပေးလေမြင်မြတ်မွေးလေပဲအမြင့်မျိုးစားတကြွရဲ့စကားကိုနားလည်လိုက်တယ်လို့မျိုးခေါင်းငိတ်အတိအမှန်ပြုကြတယ်ဒုတိယတစ်ခုအတွက်ကတော့ကျုပ်တို့တကြွတွေအားလုံးစီးလုံးဖို့လိုတယ်စိတ်ရှိဖို့လိုတယ်အစောလာတတိလေးမွဲသွားပြီးတဲ့နောက်မှာကျုပ်တို့တကြွတွေစုပေါင်းပြီးတော့ရမင်းသူစားအတွက်ဈေးတစ်ခုသတ်မှတ်ကြမယ်ပြီးရင်အဲ့ဒီအတိုင်းပဲဇက်ထောင်ဆရာကိုပေးမယ်ယခုတောင်းတဲ့ဈေးနဲ့လုံးလုံးမသက်ဆိုင်တဲ့အနိုင်ဆုံးဈေးပေါ့ပြီးရင်သူ့ထံကအလူရံမဟုတ်ဘဲနဲ့အလှည့်ကျစီရမင်းသူစားကိုငှားရမ်းပြောပါမယ်တန်ဒီတကြွလေးမှာကြားရတဲ့စကားများကြောင့်စိတ်မကောင်းခြင်းကြီးစွာဖြစ်သွားရတယ်အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့လူတအုပ်ကိုတကြွတွေပြီးရောင်းကုန်တစ်ခုလိုသဘောထားနေကြတယ်လေစကားတွေကခါလိုက်တာအဲ့ဒါတော့ဖြစ်နိုင်မှမထင်ဘူးကျုပ်တို့ပေးတဲ့ကြေးကိုဇက်ဆရာလက်ခံပါမလားအနိုင်ဆုံးကြေးဆိုတာကလည်းသူတို့ဇက်ကလို့ရတဲ့ကြေးတဲ့ပို့ဖို့တော့လိုတာပေါ့သွေးအေးဖြေချလိုက်တဲ့အမြင့်မျိုးစားစကားကြောင့်မေးသူမှနှုတ်ဆက်သွားတယ်ဒါပေမဲ့မပူပါနဲ့ငါတို့ပေးသလောက်ကိုဇက်ဆရာလက်ခံပါပါတတ်တတ်အသက်ပြရဘူးတဲ့လူတွေကခက်ခဲတာကိုမလုပ်ချင်ကြတော့ဘူးလေသူတို့ပြောနေတဲ့စကားတွေကိုမလန့်မကန်ဇရက်ထောက်မှထိုင်ရင်နားထောင်နေသူတဦးလည်းရှိနေပါရဲ့အရဲရှိရှိကိုဖန်ကောင်းကောင်းအစိမ်းရောင်စားပေါ်အားကိုလဲမစီးထားတယ်သူကခရီးသည်အချိန်တောင်တော်လက်နေပြီသူတို့နဲ့အတမရတို့ကင်ပြီးဘာတွေငိုင်းနေရလဲခုချိန်ဆိုရင်ဖြင့်ဇက်ဆရာအိမ်မှာဈေးပေးဖို့တကြွတွေစုဝေးနေကြလောက်ပြီသူတို့နဲ့ကိုယိုရင်း
အယိုသေးပေးလျက်မှဖြည်းဖြည်းဆိုတယ်သူတစ်ပါးကုန်းမြင်မြင်ဖို့အတွက်ကျွန်တော်တို့တူးပြီးတော့ညီဖို့ပေးသလိုများဖြစ်နေသလားမသိပါဘူးတခင်လေးရဲ့မင်းပါဘူးဆိုလိုတာလေသူတို့နဲ့ဒီအသက်ပြတွေကိုကျွန်တော်တဖြည်းဖြည်းနဲ့နှမျောမိတယ်ဒါတွေကကျွန်တော်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာလည်းမဟုတ်ပါဘူးဒီဘဝမပြောနဲ့နောက်ဘဝထပ်ပေါင်းပြီးရှာဖွေစုဆောင်းရင်တော့ဒီလောက်အသက်ပြငွေကြေးရရှိဖို့မမြင်ပါဘူးသို့တော်လည်းအခုကျွန်တော်တို့ရှိမှာပုံမပြတ်ရှိနေတဲ့အသက်ပြတို့ကမကြခင်အချိန်အတွင်းတပားသူလက်ထဲရှော့ကနေရောက်သွားတော့မယ့်အရေးကိုတွေးပြီးတော့နှမျောမိတာတော့အမှန်ပဲဝမ်းနေတယ်နန်းနယ်သဘောတကျပြုံးလိုက်မိပါတယ်မမြဲခြင်းသဘောဆိုတာလောကရဲ့အမှန်ဆုံးနိယာမပါပဲသူတို့နဲ့ဒါတွေကိုအခုမှမဆုံးရှုံးရလဲနောက်ဆုံးရှုံးရမှာပဲဒီအတိုင်းမြဲနေတဲ့ထားခန္ဓာပြက်ပြီးထွက်သွားချိန်မှာတော့အားလုံးချန်ထားခဲ့ရမှာပဲလေအဲ့တော့ပျက်စီးဆုံးရှုံးစရာတွေအားလုံးကအချိန်မြန်တာနဲ့နှေးတာပဲခွာတာအားလုံးကအတူတူပါပဲဒါပေမဲ့လည်းတထေးလေးရဲ့တရုံးတွေရဲ့မချစ်တင်ငယ်ရေရွတ်တန်ထွက်လာတယ်ဆက်တော့မဆူလာပါဘူးတရုံးတွေဆိုတာဘယ်တော့မှဖြစ်ဖြစ်သူ့စကားတကုန်းကိုကဘာတီးသလိုကိုးကွယ်လာတဲ့သူပါအပြစ်လည်းမမြင်ပါဘူးလေခုကိစ္စတရားမင်းစင်ပြောလဲသူ့အမှားပါပဲသူကိုယ်တိုင်လည်းသိပါတယ်ပေးတယ်လို့သဘောမထားပဲလှူတယ်လို့သဘောထားလိုက်ပါတရုံးနဲ့ချင်းချင်းကနေနေတယ်တွေ့ချင်းနဲ့သူဆက်ဆိုပြန်တယ်ပါရမီဖြည့်တယ်လို့သဘောထားရင်လည်းဖြစ်ပါတယ်လေထို့နောက်တော့သူတို့စကားမဆက်မိကြတော့ပါဘူးနေလုံးမှာတပြေးပြေးမြင့်တက်လာလေရဲ့နန်းတွင်တက်ပြင်းကိုချရင်ကဲပါဘာမှနှမျောမနေပါနဲ့စိတ်မကောင်းလည်းဖြစ်မနေနဲ့အရင်အတိုင်းပဲဇက်ဆရာအိမ်ကိုသွားပါရမင်းသူစားကိုသူများပေးတဲ့ကြေးထက်ပိုပေးပြီးတော့ရအောင်ယူလာခဲ့ပါသူ့အတွက်မဟုတ်တော့မှငါအတွက်ပါရမီဖြည့်တယ်လို့ပဲသဘောထားလိုက်ပါကွယ်သူတို့နဲ့လှုပ်ရှားမလာပါဘူးမျက်လုံးနဲ့ရီဝေပြီးနှကန်းကိုဖိကိုက်ထားမှုကြောင့်မေးရိုးနဲ့လဲပင်ကြောတွေယောက်ျားပြီးတင်းရင်းနေတယ်တညဘလောက်ပေးမယ်ဆိုပြီးကျွန်တော်နှုတ်ကထွက်နိုင်တော့မယ်မထင်ပါဘူးဗျာနန်းတွေတက်ပြင်းကိုချလိုက်ရဲ့အေးကွယ်အဲ့လိုဆိုရင်ဖြင့်လဲငါကိုယ်တိုင်လိုက်ခဲ့ပါမယ်အရာအလုံးအတွက်ငါကိုချင်းစာပါတယ်လေဒီလိုနဲ့ပဲမကြုံစဘူးသောလူလေးလံပွဲသို့နန်းနယ်ကိုယ်တိုင်ရောက်ရှိဖို့ဖြစ်လာတယ်လေလန်ကီတလျှောက်နောက်ကျမှဆိုတော့ကြောင့်နန်းနယ်စောအောမိတော့မပူပါနဲ့တခင်လေးဇက်စရာကြောင့်ကျွန်တော်ကောင်းကောင်းသိပါတယ်ကျွန်တော်တို့မလာမချင်းသူပွဲမဆပါဘူးသူတို့နယ်စကားမှာတကယ်လဲမှန်လားရဲ့လှဲ့ရချင်းနန်းနယ်ကိုမြင်လိုက်ရတော့ဇက်စရာတောင်းတယ်မှာအန်အောကြီးအန်အောကသွားတယ်ပြီးတော့ဦးရဖာရပြေးထွက်လာပြီးခရီးဦးကြိုပြူတယ်ဟာတထေးလေးနန်းနယ်ကိုယ်တိုင်ကြွလာတာပါလားကြွပါတထေးလေးကြွပါတထေးလေးကိုယ်တိုင်ချီးမြှင့်ပုံထောက်တော့ဇက်သမားတောင်းတန်တယောက်ကန်ဆာတာတွေတက်နေပြီထင်တယ်ဗျို့နန်းနယ်ထွေထွေတူတူဘာမှမပြောနေတော့ပါဘူးရင်ကျေးပြူငါစွာပြုံးပြရင်အိမ်မော်ကိုသာလှမ်းတက်လိုက်တယ်ထိုအခါမှာစူးစမ်းရည်တဲ့သောအကြည့်မျိုးစုံကိုရုပ်ချီးရင်ဆိုင်လိုက်ရပါတယ်အိမ်မော်မှာလူတွေစုံလာရဲ့အားလုံးကတက်ရက်တောက်ပြောင်သောအဝတ်အထည်များကိုဆင်မြန်းလို့တချို့လည်းဘောကျဲရွှေချီငွေချီများကြောင့်တဖြက်ဖြက်လင်းလို့အရွယ်သူများတော်လဲတက်ကြီးပိုင်းအချို့ကိုပါတစွန်းတစမြင်ရတယ်တထေးသားတွေတကြွယ်ငယ်တွေမထင်မရှားမျိုးစားနယ်စားတွေတောင်ပါလိုက်မြင်ထင်ပါတယ်အားလုံးရဲ့အကြည့်တွေကနန်းနယ်ခန္ဓာကိုယ်ကိုတိုးရှူပေါက်ဖြက်ပြေးနေကြတယ်ထိုလူတွေထဲမှာအကြံစီတစ်ခုနဲ့ရောက်နေကြသောအမြင့်မျိုးစားနဲ့အပေါင်းပါတစုလည်းရှိနေပါတယ်။တာရဲတွင်ထဲကိုဝင်လာသူတအုပ်ဖြစ်မှကိုယ့်ကိုယ်တတိမမူမိပဲနန်းတွေမှာဦးကောင်းကိုငုံလျက်ပဲတင့်လျော်ရနေရမှာဝဲထိုင်လိုက်ပါတယ်။အကြည့်တွေကတော့ဒေါင်ကျိုးပေါင်းစုံမှသူ့ကိုလာထိတ်နေစေပါ။မကြပါဘူးဇက်ဆရာစကားစတယ်။အားလုံးလည်းတည်ပြီးသားဖြစ်နေတော့ဒီနေရာမှာခုလိုစူဝေးရတဲ့အကြောင်းအရာကိုကြောက်အကျဲချဲ့ပြီးမပြောတော့ပါဘူး။ပြီးခဲ့တဲ့တစ်ခါကဟောရီယာဆောလက်တထေးလေးနန်းတွေတို့ဘက်ကနေရမင်းသူစားရဲ့အတွေ့အရာတို့ခန်းစားဖို့အတွက်တညကတက်ပြ1100ပေးပြီးတော့ငှားရမ်းထားပါတယ်။အခုဇက်ဆရာစကားမဆုံးလိုက်ပါဘူး။1300ပေးမယ်။1400 1500 1600ဟိုမဒီမှာဈေးပေးတန်တွေသူ့ထံကအပြိုင်ဆိုင်ထွက်ပေါ်လာတယ်။အတန်တစ်ခါထွက်တိုင်းနှလုံးကိုဓာတ်ဥချွန်နဲ့တစ်ခါထိုးတဲ့ကဲ့သို့နန်းတွေခန်းစားနေရတယ်
ရင်နာလိုက်တာလေယွန်းရှာပွဲကောင်းလိုက်တာတက်မဲ့ပစ္စည်းမဟုတ်ရုပ်ဆွအဆုံးတရိษံတကောင်ကိုပင်မလုတ်တင်သောအပြိုင်ဈေးပေးနည်းစနစ်နဲ့တညတာပျော်ပါဖို့အတွက်မိမငယ်တဦးအနုပညာတဲ့တဦးကိုအပြိုင်ဈေးပေးနေလိုက်ကြတာယောက်ျားဆိုရဲဝေါ်ရတာကိုမှအာမနာလူကုန်ထံတွေတဲ့တထေးတကြွယ်ငယ်တွေတဲ့ယောက်ျားမြတ်အိမ်ကရှိဖို့ဝေးစွာသူတို့နှုတ်ထွက်စကားတွေနဲ့ပင်နန်းတွေတလိုက်လိုက်ပြုတ်တက်လာရတယ်ပြီးတော့သူတို့အပြိုင်ဈေးပေးပြီးတညတာပျော်ပါဖို့ငားရမ်းနေတဲ့ခန္ဓာပိုင်ရှင်ကသူ့ရဲ့နှလုံးသက်ဖို့ရမင်းရုပ်လေးထိုခဏမှာပဲထီမထင်သလိုလေးတန်နဲ့ဈေးပေးသူတအူထွက်ပေါ်လာတယ်ကျုပ်1800ပေးမယ်အမြင့်မျိုးစားကြိုတင်တိုင်ပင်ထားတဲ့အပေါင်းအပါနောက်တအူက1900 2000ဗျာတကန်လုံးခိတ္တတိတ်ဆိတ်သွားပါတယ်2200အမြင့်မျိုးစားမှပင်အကဲဆန်းသည့်သဘောထပ်တိုးပေးလိုက်ပြန်တယ်မကြပါဘူး2300ထို့နောက်မှာတော့အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြလေရဲ့အမြင့်မျိုးစားကိုယ့်ကိုယ်တန်တရားဝင်စားပြုတ်လာတယ်သူမျောလင့်ထားတဲ့အစောလက်တဲ့မှာကိုချိန်ဒီတုတ်တုံးများမလှုပ်လာသေးပါဘူးဘလို့ဖြစ်တာလဲဘလောက်ပဲထူးခဲ့တဲ့မိမတအူပင်ဖြစ်ပါစေအောင်ဈေးကကုန်နေပါပြီပိုဆိုးသွားတာက2300ပေးလိုက်တဲ့အပေါင်းပါတတိသားဒီအတိုင်းပြီးသွားပါကအသက်ပြား2300နဲ့ရမင်းသူစားကိုဒီညရရှိတော့မည်သို့တော့ထိုအသက်ပြားကိုမြေတို့ပေးမည်နေအသက်ပြား2300ဆိုသောငွေကြေးကကိုယ်တိုင်တထေးမဟုတ်သောသူတို့လိုတထေးသားများအတွက်ဘလို့မှမမျှော်မှန်းနိုင်တဲ့ငွေကြေးထိုကနမှာပဲသူ့စိုးရိမ်မှုကိုအမြင့်မျိုးစားမှပင်ဖျောက်ဖျက်ပေးလိုက်တယ်2500ပေးမယ်လမ်းဆုံးချေပြီးအားလုံးရဲ့ထူးဆန်းအံ့ဩသောအကြည့်များကလည်းအမြင့်မျိုးစားထံမှစုပြုံသွားခဲ့ပြီနှကန်းကြိုက်ထားရမှဒရိမျိုးစားရင်ထပ်ပြောလိုက်တယ်ကျုပ်2500ပေးမယ်အားလုံးနဲ့ဆန့်ကျင်နေသူတို့လည်းရှိနေပါတယ်သူကဇက်ဆရာအများနည်းတူဇက်ဆရာအကြီးများကအမြင့်မျိုးစားထံမှရှိမနေပါဘလို့လဲဟူသည့်သဘောမျိုးနဲ့နန်းရွယ်ထံကိုရောက်နေတယ်ပြီးလက်လျှော့တော့မှလာဟူတဲ့အတိတ်ပဲမျိုးကိုလည်းမျက်လုံးတောင်တနေရာမှာတစွန်းတစားတွေ့လိုက်ရတယ်နန်းရွယ်တက်ပြင်းကိုချလိုက်ပါတယ်သူပွဲသိမ့်သိမိထင်ရဲ့ကျောင်းမိထိုင်နေရာမှာကိုအနှဲငယ်မက်လိုက်ရင်တညကိုအသက်ပြား3000ပေးမယ်ကျုပ်10ညတိတိယူမယ်ဟာဟဲအာမေရိကန်တွင်တခဲနဲ့ထွက်ပေါ်ကသွားတယ်တရဲတစီတကောင်ကိုကြည့်တယ်လို့မျိုးထိတ်လန့်သောအကြည့်တွေလည်းအပြိုင်ရိုင်လွင့်စင်ကသွားတယ်နန်းရွယ်ဆိုသောလူသားတအုပ်ကသူတို့ရှိမှတနာယာကတွေမှုံယိုနေသောအထူးဆန်းတရဝါကြီးတကောင်လိုမျိုးသူတို့နဲ့လက်ထဲမှာအသက်ပြားတုပ်ကိုလှမ်းယူလို့ရှေ့မှစပွဲပေါ်တင်ပြီးရင်နန်းရွယ်အပြက်ဖြတ်လိုက်ပါတယ်ဒီမှာအသက်ပြား3000တပြားတစ်ချမ်းမှမရောဘူးဒီနေ့ကစပြီးနောက်10ညတိတိရမင်းသူစားကိုကျုပ်ပိုင်တယ်ပြီးတော့ထိုင်နေရမှထိုင်ရင်အလွန်တရာမှညှဉ်းနှွမ်းပါတဲ့အရက်ကနေတလန်းချင်းထွက်ခဲ့လိုက်တယ်တထေးတကြွယ်ဆိုသူတွေကအသက်ပြား3000တို့ကိုမမြင်ဘူးသလိုငေးကြည့်နေကြတယ်အမြင့်မျိုးစားနဲ့အပေါင်းပါများကတော့သူတို့အကြံအောင်သဖြင့်တအူးနဲ့တအူးကြည့်ရင်ရည်သက်သက်ပြုံးလို့ဆွဆရာတောင်းတယ်မှာတော့မျက်လုံးနဲ့အယောင်တစ်ဖြက်ဖြက်လက်လျက်စိတ်တွင်းမှတဟားဟာအော်ရမိတော့တယ်ရဲလိုက်လားဆရာတောင်းနိုင်ရက်ကန်းယုံကြီးထွက်ကြတဲ့ရဲလာလိုက်တာအခုဆိုဘယ်နှခေါက်များတော့ရှိနေပြီမသိတော့ရဲရမယ်လေတာတင်ရဲရမယ်လေအခုဆိုမင်းဆရာတောင်းတဲ့ကရက်ကန်းယုံ3ယုံကြီးများတော့ပိုင်ခဲ့ပြီလေကွာအယောင်ဝယ်ကလေးကိုမှမင်းကိုယ်တိုင်မှတက်တည်တာကဝင်းလုပ်ပြီးခဲ့တာမဟုတ်ဘူးလားနေပြီးတော့မှလည်းငါတိတ်ပုံဝဲထားခဲ့တဲ့ဆိုင်တော်တွေမနေဘူးမျိုးစုံစင်ကြယ်ပုံနဲ့တခြားရွာတွေမှာလည်းငါပိုင်နဲ့လေကားတွေလက်ညှိုးထိုးမလွယ်ရှိနေပြီ။နောက်ပြန်ကလည်းပုံတော်ဖက်လုပ်ငန်းရှင်တွေနဲ့အချင်းချက်လှုပ်ထားသေးတယ်။ကြိုက်စည်းရလုပ်ငန်းရောက်မယ်ဆိုပဲ။ဒီလောက်စင်တင်လာတာမင်းဆရာတောင်းတယ်မရဲလို့ဘာလို့ရမလဲကွယ်။တထေးဖြစ်ခဲ့ပြီဒါရင်မင်းဆရာတောင်းတယ်တထေးကြီးအေကံဖြစ်ပြီကွ။အဖိုးလက်ထက်မှာလက်လွတ်ခဲ့ရတဲ့မျိုးစင်မျိုးဆက်တထေးရတို့ငါလက်ထက်မှာပြန်ပိုင်ပြီပေါ့ကွာငါလက်ထက်မှာပြန်ပိုင်ပြီပေါ့နွားနှကောင်ကိုကြိမ်တူရင်တာရင်စဉ်းစားသွားမိတယ်တချို့တွေများဘဝအနှိမ်မြင်
ညံလုံးပြီစွာဆရာဖုံးကန်လည်းကြီးပါဗျာကျုပ်ဖြင့်တက်တက်နဲ့တကူဒီလိုမျိုးမမြင်ခဲ့ဘူးပါဘူးတောင်းနဲ့တဟာဟာထက်ရင်လိုက်ပါတယ်ဒီတစ်ခါရေတန်ကတော့သွေးချောက်ချောက်ပါငါလိုမျိုးကန်ကောင်းကျင်သလားသားရင်ဒီလိုဆိုရင်ဖြင့်တနေ့ရွှေဥတစ်လုံးမဟုတ်ဘူးရွှေဥ10လုံးအလုံး100လောက်ဥပေးတဲ့ရမင်းသူစားလုံးငန်းပြူမှလေးရှာထားလိမလွယ်ပါဘူးဆရာရဲ့ဒါမျိုးရတနာကလည်းဖုံးကန်ကြည့်သူတွေနဲ့ပဲထိုက်တာပါဗျာကျုပ်တို့လိုကန်နေပါသူတွေမှာတော့ဒီဘဝမပြောနဲ့နောင်ဘဝတောင်ပိုင်ဆိုင်ဝင်ရနိုင်မှာမဟုတ်ဘူးရေပြုံးနေရမှာဇက်ဆရာတောင်းတဲ့မျက်နှာအနေငယ်တီကားသွားတယ်ဟုတ်တယ်ရမင်းသူစားဆိုတာယရနာတစ်ပါးပဲထိုယရနာလေးသူ့ထံပါကြာကြာမြဲဖို့အတွက်တော့တည်တည်ချာချာစူးစမ်းရမယ်ကိုယ်ပဲလူတစ်ယောက်နဲ့တွေ့လာတာရမင်းသူစားမြို့ဝင်ထံတော်ပါတီပေါက်ရောက်တဲ့လူတစ်ယောက်ပေါ့ဖះတယ်ဖို့ကိစ္စအတွက်အဆက်ဆက်ရသူအားလုံးစီစဉ်ပေးမယ်တဲ့ဟဲတကယ်သူမလှိုက်ကနေဝမ်းသာသွားမိတယ်မြေနေရာပေးသနာဖို့အတွက်ရောဖះတီခွင်ပေးဖို့အရေးရောကျန်တဲ့လိုအပ်တဲ့အကူအညီတွေရောမြို့မင်းထံရဖို့သူစူးစမ်းပေးမယ်တဲ့နာမည်ကဥကိတ်တီတဲ့မြို့ရဲ့ခေါင်းကြီးပိုင်းထဲမှာပါတယ်ကျေးဇူးတင်လိုက်တာလေနာမည်ပင်အခုမှကြားဖို့တော့လဲစိတ်ချမ်းသာကိုကျမ်းမာစေကြောင်းမြတ်တာတွေအကြိမ်ကြိမ်ပို့ပေးလိုက်မိတယ်အဲ့ဒီကိစ္စအတွက်တော့စိတ်ပူမနေပါနဲ့တော့ကောင်းတာတွေလုပ်ဖို့အတွက်ပဲလေကောင်းကျိုးရမှာမလွဲပါဘူးခွင့်ပြုမိတ်ကြခဲ့ရင်ငါတို့ဘက်ကအစင်းသင့်ဖြစ်ဖို့ပဲလိုတာထိုကိစ္စအတွက်တော့သူမှစိုးရင်သွားမိတယ်ဖះကြီးတဆူတီလောက်တဲ့ငွေကြေးပမာဏသူမထံမှာရှိမနေဘူးလေဇက်ဆရာရိတ်မိတယ်ထင်ပါရဲ့မှန်တမ်းပြောရရင်တော့နေ့လူထဲမှာငါလည်းတဝက်တအားပါဝင်ချင်တာပါနေ့ကိုဝင်မပိတ်စီခြင်းဒါပေမဲ့လည်းနေကကိုယ့်လိုဝါစစ်စစ်နဲ့ပဲအလူပြုချင်တယ်ဆိုတော့လေတက်ပြင်းကိုချတယ်ဝမ်းသာပွဲတရင်စကားကိုကြားရတော့ညာသူမစိတ်ထဲမှာလည်းမောသွားမိပါတယ်အဲ့ဒါလည်းပူမနေပါနဲ့လေတို့ဆရာတပည့်နဲ့အလုပ်ပူစူးစမ်းကြတာပေါ့ငါနေ့ကိုအမှုပညာကြီးပူပေးမှာပါ